January 6 ရက်နေ့2026ခုနှစ်ဒီနေ့မနေ့ခင်းမှာလည်းပဲကျွန်တော်တို့ကနှုတ်ခွက်တော်ဆင်ခြင်ဖို့အချိန်တိုင်းအတွက်ဘုရားကိုကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဝမ်းသာစရာကျေးဇူးတော်ချီးမွမ်းစရာတစ်ခုရှိခဲ့ပါတယ်လို့လွန်ခဲ့သော26နှစ်ကကျွန်တော်ဝမ်းနည်းမျိုးကိုရောက်တဲ့နေ့ဖြစ်ပါတယ်ဒီနေ့ရလေဆိုအင်မတန်အေးတယ်ဒီနှစ်လည်းတော်တော်လေးကိုအေးတဲ့ရသည်ဖြစ်ကျွန်တော်ခံစားရတယ်အဲ့ကာလတုန်းကကျွန်တော်ရောက်တဲ့အခါမှာကျွန်တော်ဘုရားကျောင်းလေးက K3 ဆိုတဲ့အကွက်လေးတစ်ကွက်ထဲမှာဘုရားကျောင်းလေးတစ်လုံးပဲရှိပါတယ်ကျွန်တော်ဘုရားကျောင်းထဲမှာနေခဲ့ရတယ်ဘုရားကျောင်းထဲမှာပဲတခြားအဆောက်အဦတွေမရှိသေးတဲ့အခါမှာကျွန်တော်နေထိုင်ခဲ့ရတယ်တနေ့နေ့ဘုရားရှိခိုးဒီလိုမျိုးကျွန်တော်လုပ်ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့မျှော်လင့်ခြင်းကထိုကဲ့သို့မဟုတ်တရက်ကြရင်ဒီဘုရားကျောင်းမြေနေရာထဲမှာဘုရားကိုပြုကိုးကွယ်တဲ့ဘုရားဗိမာန်တော်တစ်ခုရှိလာရမယ်အဲ့ဒီထဲမှာကျွန်တော်ယုံကြည်သူတွေကိုပြုကိုးကွယ်ကြမယ်ဆိုတဲ့မျှော်လင့်ခြင်းတစ်ခုကျွန်တော်မှာရှိခဲ့တယ်ဟေဘရဲဩဝါဒစာအခန်းကြီး7အခန်းငယ်1မှာပြောထားတယ်ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏အမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်တယ်အဲ့ဒီပါရမီကြောင့်ရှေးလူဟောင်းတွေချီးမွမ်းတော်မူခြင်းခံရတယ်လို့နှုတ်ကပတ်တော်မှာဖော်ပြတယ်မှန်ပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း26နှစ်လောက်တုန်းကတော့အတလောက်ထိအောင်ဖြစ်လာစရာအကြောင်းမရှိတဲ့ຢာတွေရှိခဲ့တော်ညာလည်းပဲဒီကနေ့မှာတော့ဘုရားခင်ကျေးဇူးတော်အားဖြင့်ကျွန်တော်မျှော်လင့်ထားသလိုမျိုးပဲဒီကွက်အကျယ်ကြီးတစ်ခုဖြစ်လာတယ်ဘုရားဝတ်ပြုဆောင်ဗိမာန်တော်အနေနဲ့လည်းတည်တံ့ဘုရားခင်ပြင်ဆင်ပေးလာခဲ့ဒီအကြောင်းစဉ်းစားရင်းနဲ့နောဤလက်ထက်ကိုကျွန်တော်ပြန်တွေးမိနောဤလက်ထက်ထဲမှာမိုးမြွာသေးဘူးဗျအဲ့ဒီကာလကမြေကြီးကနေပြီးတော့မှအဆိုတက်ပြန်ပြီးတော့မှဒါအပင်တွေကနေဖြစ်စီတော့ဗောနော်ဆိုဘုရားခင်ကကမ္ဘာမြေကြီးကိုစီရင်တော့မယ်လူတွေကိုတရားစီရင်တော့မယ်မြေကြီးကမိုးရေနဲ့ပြည်မယ်ဆိုလူတွေကမယုံနိုင်ကြဘူးနောဤကိုလည်းသင်္ဘောဆောက်ခိုင်းတယ်နောဤကသင်္ဘောဆောက်ရတယ်နှစ်ပေါင်း100တောင်ကြာတယ်ကမ္ဘာဦးကျမ်းထဲမှာဖတ်ကြည့်ပါနော်ဆိုတော့နှစ်100လောက်တော့တွင်မှာနောဤရဲ့ယုံကြည်ချက်ကဘုရားခင်ဟာတကယ်ပဲမိုးရွာပြီးတော့မှကမ္ဘာကိုဖြစ်စီမယ်လူသားတွေကယ်လို့ချင်းခံရဖို့ရတဲ့သူ့မှာအလုပ်ရှိတယ်ဆိုသူနားလေတယ်ဒီနေ့လေချစ်စွာသောညီကောင်မတို့ကျွန်တော်တို့ယုံကြည်မျှော်လင့်တဲ့ချီဆောင်ခြင်းဆိုတာတကယ်ရှိပါတယ်သို့တော်ညာလည်းပဲအဲ့ဒီချီဆောင်ခြင်းနဲ့သက်ဆိုင်တဲ့အရာဒီလူတော်များစွာကမလာနိုင်တော့ဘူးမဖြစ်နိုင်ဘူးလို့ယုံကြည်လာကြတာဖြစ်တယ်အထင်မှားလာကြတာရှိတယ်သို့တော်လည်းကျွန်တော်တို့ကတော့စင်ကြင်ရမယ့်အချက်ကဘုရားသခင်မိန့်တော်မူတဲ့စကားဟာဘိန္ဒုတလင်းကနေလွဲလို့လူဘိန္ဒုတလုံးလေးတောင်မှပျက်စီးခွင့်ဘုရားခင်မပေးဘူးဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပြီးကျွန်တော်ရဲ့ယုံကြည်ခြင်းဟာအဆုံးတိုင်အောင်တည်ကြည်ပြီးသွားလာဖို့ရတဲ့ဘုရားကိုကျွန်တော်တို့ဘယ်လောက်ထိယုံကြည်သလဲဆိုတဲ့အရာပေါ်မှာခိုင်ခန့်စွာနဲ့သက်ရှင်ဖို့ရတဲ့ဒီရှင်ကာလအင်တန်ရေးကြီးတဲ့ကာလဖြစ်တယ်ဆိုတာလေးကိုလည်းဝင်ငှခြင်းနဲ့ဒါကြောင့်နိုးရီလက်ထက်ကာလလို့ဖြစ်လာတဲ့ဒီကာလမျိုးမှာကျွန်တော်တို့ယုံကြည်မျှော်လင့်ထားတာတွေမပျက်စီးပါစေနဲ့ကျွန်တော်တို့မျှော်လင့်ပြီးလှုပ်ဆောင်မယ်လို့ရည်ရွယ်ချက်ထားတဲ့အရာတွေကိုလည်းပဲပြီးမြောက်အောင်ပါဝင်ပါလို့ကျွန်တော်ရဲ့တက်တာလေးနဲ့ကျွန်တော်လှုပ်ဆောင်ပေါင်းခဲ့ရတဲ့အရာလေးတွေကျေးဇူးတော်ချီးမွမ်းဒီချိန်လေးမှာတည်တည်ခံပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ